ဒီနေ့ကငခုမြင့်ချင်လေးစားချင်နေတာနဲ့ဈေးမှာငခုသွားဝယ်ပြီးတော့ငခုမြင့်ချင်လေးချက်စားပါမယ်ငခုကပင်လယ်ငခုပဲရလို့ပင်လယ်ငခုနဲ့ပဲချက်စားပါမယ်အရင်ဦးဆုံးငါးတဲ့ကိုအရားသားတွေထည့်ပြီးတော့နှံထားလိုက်ပါမယ်နောက်ချိုသွားတော့စားဖို့တဲ့အိုမတီလန်ခွဲဆိုင်ရပုံစံမျိုးလေးချက်စားကြည့်ပါမယ်ပြီးရင်ဂျင်းကြက်သွန်ဖြူကြက်သွန်နီမြို့သီးဈေးလေးတွေကိုမညက်တက်ညက်လေးထောင်းထားပေးလိုက်ပါမယ်စားဖူးတာလေးကိုပဲခံမှန်းပြီးချက်ရတာမို့လို့ချန်လေးကတော့တူမှာမဟုတ်ပါဘူးခင်ဗျာအဲ့ဆန်လေးတွေကတော့ရှိသေးလားမသိဘူးတစ်ခေါက်လောက်သွားပြီးတော့စားကြည့်ချင်သေးတယ်မြင့်ချင်ကိုတော့ပပလေးလှီးပြီးတော့ပြုတ်ထားပေးလိုက်ပါမယ်ခင်ဗျာမြင့်ချင်လေးတွေကို9မိနစ်လောက်ပြုတ်ပြီးသွားရင်တော့ပြန်ဆက်ထားလိုက်ပါမယ်အိုးပူလာရင်ထောင်းထားတဲ့ဆာပလာလေးတွေထည့်မယ်ပြီးရင်တော့အရသာနှံ့ထားတဲ့ငါးကိုထည့်ပြီးတော့လုံပေးပါမယ်ခင်ဗျာပင်လယ်ငခုကတော့အသားပုံများပြီးတော့ပို့ချိုပါတယ်ခင်ဗျာငါးသားလေးတွေတင်းလာရင်တော့ပြုတ်ထားတဲ့မြင့်တွေထည့်ပြီးတော့ဆက်ပြီးတော့လုံပေးပါမယ်ခင်ဗျာငါအရင်နူးညံ့တာမို့လို့ဖြည်းဖြည်းလေးပဲမှွေပေးပါမယ်ပြီးရင်လှီးထားတဲ့စပလင်တွေထည့်မယ်ပြီးရင်ရေထည့်ပြီးတော့ဆူလာတဲ့ထိချက်ထားပေးလိုက်ပါမယ်ဟင်းအိုးဆူလာရင်တော့လှော်ထားတဲ့ငရုတ်သီး6တောက်လေးတွေထည့်မယ်တံပြာရည်လေးညှင့်ပါမယ်အနက်မွေဖို့အတွက်ငရုတ်ကောင်းမှုနဲ့ပင်စေးရှမ်းနန်တို့ထည့်ပါမယ်တံပြိုသီးမို့လို့ပူနေတဲ့ခြေကိုရည်ညှင့်တာပါတံပြာသီးဆိုလို့ရှိရင်တော့မီးဖို့ဘွားချပြီးမှပဲညှင့်ပေးပါခင်ဗျာအခုဆိုလို့ရှိရင်ချစ်ချစ်ဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းတဲ့ငခုမြင့်ချင်ဟင်းလေးရပါပြီခင်ဗျာအားလုံးပဲလက်ချက်စားကြည့်ကြပါခင်ဗျာ